တူလောစားခြင်းနဲ့မြင်းလူစိမ့်နဲ့ပေါက်ကျန်တူဘူးကြော်လေးလို့စားပြပါမယ်။တင်းမကြီးစားပြတာတော့ကောင်းဝဲပုံမဲဆိုပြီးတော့ဒီနေ့တော့ကောင်းတယ်ခေါ်လိုက်တယ်ပေါ့နော်။အရင်ဆုံးအထုပ်ထဲကမြစ်လေးတွေကိုပြုတ်ဖို့အတွက်ရေစူအောင်တည်ပြီးတော့မြစ်ကလေးတွေစားထည့်ပြပါမယ်။ဒီနေ့တွေကစစ်စစ်လေးနဲ့စားကြည့်ကြလေးနော်။ဒါလေးကတော့ကြော်စားမယ်ပေါက်ကျန်တူဘူးလေးတွေပါ။ဒီကောင်9မိနစ်လောက်ပြုတ်ပြီးလို့ရှိရင်အချောင်းလိုက်မစားခြင်းတဲ့အတွက်ထက်ချမ်းခွဲပါမယ်။ဒါနဲ့ခွဲရတာအများလုံးလက်တွေနဲ့မှနှွားလိုက်ပါပြီ။အသေးရွက်ဒီစိတ်ရဆွားရတဲ့ကြိုင်လို့ရှောက်လို့နေရလိုက်ပါပါတယ်။စိတ်ဆွားနေတဲ့အချိန်မှာတော့တချဖို့ကဖရာပေးရနည်းနည်းပို့ထည့်ပြုတ်နေသွားလို့ပြန်ပြုတ်နေရပါတယ်။နောက်တော့9မိနစ်လောက်ထပ်ပြုတ်ပါလေ။အခုမှမမေးရရင်ဒုမဟုတ်တော့ဘူး။ဒီတော့ချက်တုံထုံတဲ့မြေသေးကိုလည်းလုံးဆင်ထားလိုက်ပါလေ။မြင့်ကိုရင်ကြော်သေးတဲ့ပေါက်ချက်တို့ကိုကြော်မှမလို့စားနဲ့ထည့်နေပြီးတော့တို့ဘူးလေးစားကြော်ပါပြီ။သူကလည်းမင်းအရင်မပြည့်မဲ့အနေတော်လေးထားပြီးတော့ကြော်မှအပေါင်းလုံးလုံးလေးနဲ့ပြီးရမှာပေါ့နော်။ကြာကြီးကြော်လိုက်မှပြီးတော့စားမကောင်းပါဘူး။ကြော်နေနဲ့စိတ်မရှိလို့အိုးပြအောင်အကုန်လုံးတန်းကြော်လိုက်ပါတယ်။ဒီလုံးကြော်ထားတဲ့ဟာလေးကိုဖွဲ့ကြည့်လိုက်တော့အထဲမှာလေးသူက cheese လို့ပဲရမ်းပြီးတော့လေကြော်စင်ဝါးရမ်းစားလို့ကောင်းတယ်ရမ်းကြိုက်တယ်တကယ်တော့တောက်ချက်တော်ဘူးဆိုပေမဲ့သူကပဲပြားတာပဲဒါပေမဲ့ပဲပြားလို့လည်း upgrade လုပ်တာလည်းတစ်ဆင့်မြင်နေပါတော့ပဲပြားလို့လည်းကြမ်းကြမ်းမဟုတ်ဘူးပဲပြားတဲ့အသားလေးလည်းပိုအီးရပါတော့ဘယ်တော့ပါလာတဲ့မလာအမုံလေးနဲ့ဖြိုးစားရင်ပိုကောင်းတယ်သူ့ပြုံထည့်ပြီးတော့ကြော်ရလိုက်တဲ့အချိန်မှာပုံပြက်ဖြစ်သွားပါတယ်ပြီးရင်တော့မြစ်ကြော်မဲ့အလဲရောက်ပါပြီးခုနကတော်ဆင်းထားတဲ့ကျက်သူငင်းနေပြီးပြီးစီတက်ပြီးတော့ပြုတ်ထားတဲ့မြင့်လေးထည့်စားထည့်ပန်းကမြရဲ့အနေငယ်ထည့်ပြီးကြော်လိုက်ပါတယ်ပြီးတော့ရင်းနှီးအနေငယ်ထည့်ပြီးမလာအနစ်ကလေးနဲ့ထည့်လိုက်ပါတယ်မလာရတာလေးနဲ့စားကြည့်လို့ပါပြီးဟိုလေးဒီနဲ့အနေငယ်လုပ်ပြီးတော့မြင့်လူစိမ်းကြော်လေးရပါပြီဒါလေးကတော့စားကြည့်နေတဲ့မြင့်ကြော်လေးပါဒါလေးကတော့ပဲပြားပေါ့နော်ပဲပြားကြော်ခုဆိုရင်တော့ပုံပြက်ဖြစ်သွားတဲ့ပဲပြားလေးတွေကစားလို့ရပါပြီမလာမုံလေးနဲ့တက်စားတော့စားကောင်းပါလေဒီရောက်တဲ့စိတ်တိုင်းကြလေးကြော်ချက်ပြီးစားပါတော့မယ်ဒါကတော့စီစဉ်မှဆိုလို့ပို့ထားတဲ့ April လေးနဲ့ကျမပေါ့ဘိုးတို့ဒီလိုစားကြည့်ရရောက်ပါပြီဆိုတော့တမင်းလေးနည်းနည်းနဲ့တွဲစားပါမယ်ဒီရောက်တဲ့ချက်စင်တိုင်းချက်စားကြည့်နဲ့ကိုချက်ကိုစားကိုကောင်းကျမရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသူအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်။အားလုံးပဲတက်တာ။